အခုကျွန်တော်ရောက်တဲ့နေရာတော့ကံပက်လက်လို့အမည်တွင်စေတဲ့ဟိုးရှိတဲ့ချိန်တစ်ခါတော့ဒီကံတကယ်စီးခဲ့ဘူးရဲ့ဆိုတဲ့နေရာဟောင်းပါပဲဒီနေရာမှာပြည့်ထွက်တယ်လို့ယူဆကြတယ်အခုလက်ရှိရဲ့ဒီမှာဒီကတော့စိတ်ပြီးတော့ထွက်နေတဲ့သဘောရှိတယ်ဒါကံလို့ယူဆလို့ရတာသူကဒီမှာဘောက်ခတ်ထားတဲ့စိတ်ထက်ကအုပ်ယူရရှိဒီကံရဲ့အကျယ်ဝန်းဟာကျွန်တော်ရှိရမြင်နေရတဲ့10 ပေ 15 ပေ30 ဝန်းကျင်တိရှိတယ်လို့ပြောတယ်ဒီနေကြီးကဒီကံဝန်းကျင်မှာကျွန်တော်ရဲ့နှစ်ပေါင်းများစွာကလေးနေခဲ့တာတဲ့ဒီကံနဲ့ပတ်သက်ပြီးတော့အမေကြီးနည်းနည်းမေးကြည့်လို့ကဲပြီးပြီကောင်ဒီကံကိုအမေကြီးနောက်ဆုံးမြင်ခဲ့တဲ့အချိန်မှာဒီကံရဲ့အနေထားဘယ်ပုံရှိလဲနောက်ဆုံးဒီကံမို့နောက်ဆုံးတော့ရောက်ခါကြတယ်အခုဒီကဒီကံမကူတယ်နော်ဘုံတော့ဒီပြကြတာဒီရောတော့ခက်ကြည့်တယ်အဲ့မှာကြီးဆန်လာတဲ့ဟာကိုဒီနားတော့မှာအကုန်လုံးကြည့်ပြီးအဲ့ချက်ကိုညောင်းနေလို့ဆိုတော့အဲ့ညောင်းချက်ကိုဆက်ချိုးရုံနဲ့မှလောက်ထားတယ်ရေကံကကျွန်တော်သိကြလားရေကံကအဲ့လိုရေကြီးလားရေကံကအကြီးလားရေအများကြီးကြီးလားရေဘယ်လောက်ထိနဲ့လဲအဲ့ဒါလေးကိုအမေမြင်ခဲ့တဲ့အချိန်မှာရေကံကိုဘယ်လောက်ကြီးကြီးလေးမြင်ခဲ့ရလဲဟိုလည်းပြန်မချီရမရှိဘူးအကြီးရပြန်မချီအမေကြီးတမ်းကကြနိုင်တယ်ဒီကနာပြလားခေါ်ကကောင်းနေတယ်မှာမိုးတင်းကြတော့ဒီတရားစာပြီးပါရှိရဲ့တဲ့ဟိုဒီကနေဒီတတိဝန်းကျင်တော့ရှိရဲ့အမြဲနေရာပြောင်းဒီဟန်တော့မအမြဲတမ်းဟုတ်တယ်အမြဲတမ်းရှိရဲ့အရင်တော့ရေကမခံဘူးပေါ့အမြဲရှိတယ်ပေါ့ကျွန်တော်ကြားဘူးလေဒီမိုးထဲမှာဆိုရင်ရေကဒီကန်ကိုကန်ပြီးတော့ကြားတယ်ဆိုတော့ပြောတာဟုတ်လားလို့မေးတာမိုးကျွန်တော်ဟိုခေါ်အားရမို့ဒီဝိသဒါလို့နဲ့တော့အဘိဟမ်ခွဲရှင်မှာဒီတော့ဒီနေ့အဟိဖွက်တယ်အမြစ်ဒီတော့အမြစ်ရောဟိုဖက်ကိုဖောက်ပေးလိုက်တယ်မိုးတွေရေချမ်းလို့ရေချမ်းတဲ့အတွက်ဟုတ်ကဲ့အဲ့ဒါဘယ်နှခုနှစ်လောက်ထိရေချမ်းတယ်လို့ဒီကိုနှစ်ချောင်းလောက်လဲလေနမ်ဘိုးနဲ့ဒူရဲ့တပြောတာအဲ့ဒါကြီးမှာပါမို့ယောက်ျားမရောက်ခင်တည်းဒူနေအတွင်းမှာဖြစ်ကလေးလေးဟုတ်ကဲ့ဒူပြိုပေါက်စားကြတဲ့အဲ့ဒီရဆံနေတော့လေဟုတ်ကဲ့အပြိုရွယ်ကလေးကရေချမ်းတာဟုတ်ကဲ့ကဲကျေးဇူးပဲလို့နော်နဘိုးလေးကျေးဇူးပဲနဘိုးလေးကဲအဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမြို့တစ်မြို့ဖြစ်ပေါ်လာဖို့ကံပက်လက်လို့အမည်တွင်လာဖို့ဒါကျွန်တော်ထင်တာတဲ့တော့အများကြီးစိတ်ဝင်စားဖို့ကောင်းပါတယ်ကံပက်လက်ဟာတကယ်ဖြစ်ဖြစ်ပဲဖြစ်ဖြစ်သမိုင်းကြောင်းရပဲဖြစ်ဖြစ်ကံတာကြီးရပဲဖြစ်ဖြစ်ဒီနေရာမှာတော့ဒီကံတကယ်တော့အမှန်တကယ်ကိုရှိခဲ့တယ်ဒီနေရာမှာကံပက်လက်မျိုးဟောင်းကလည်းအမှန်တကယ်ရှိနေကြပါကျွန်တော်တို့ပြီးရဲ့ကံထဲမှာပလဲရှိတယ်လို့ပြောတဲ့အယူဆတွေဒီကံထဲမှာငကားစောင့်နေဒါတွေဟာကံနိုင်ယူလို့ပုံမြင်လို့နဲ့သမိုင်းမှာကျေးခဲ့ကြမှာပါနောက်ဆုံးဒီကံပက်လက်မျိုးဖြစ်ပေါ်လာပုံအကြောင်းကျွန်တော်မေးခဲ့တဲ့ရရကဥက္ကဋ္ဌဥတိုင်စောမနန်းနဲ့ကျွန်တော်ပြောဆိုခဲ့တဲ့အချိန်မှာဥတိုင်စောမနန်းရဲ့ဒီထင်မြင်ယူဆပုံလေးဟာဒါသိပ္ပံနည်းကြပဲဖြစ်ဖြစ်ကျွန်တော်အခုရောက်ရှိခဲ့တဲ့နေရာအနေထားနဲ့အခြေအနေကိုသုံးသပ်ပြီးတော့ပဲဖြစ်ဖြစ်လေးလာကြည့်တဲ့အခါမှာဥတိုင်စောမနန်းရဲ့ပြောဆိုယူဆချက်တွေဟာတကယ်ကိုသိတတ်မှုရှိတယ်အဲ့တော့ဒီကံပက်လက်မျိုးအကြောင်းဥတိုင်စောမနန်းရဲ့အင်တာဗျူးလေးနဲ့ပဲသုံးသပ်လိုက်ကြရအောင်1800နဲ့99ခုနှစ်မှာအင်္ဂလိပ်တက်လာပါတယ်အင်္ဂလိပ်အစိုးရတက်လာတဲ့အခါကျတော့ကံပလက်ရဲ့ကလောရဲ့မီလူရဲ့မှာတောင်စခန်းမျိုး3မျိုးဆိုပြီးတော့စဖွင့်ပါတယ်အဲ့ဒီကလေးကနေကံပလက်ကဖြစ်လာပြီးတော့ကျွန်တော်တို့1999ခုနှစ်မှာနှစ်တရာပြည့်ခဲ့ပြီးဖြစ်ပါတယ်အဲ့နှစ်တရာပြည့်ပွဲလည်းကျွန်တော်တို့ခဲ့ပြီးဖြစ်ပါတယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒီတို့အင်္ဂလိပ်တွေပေါ့နော်ပထမဆုံးတက်စခန်းချတဲ့နေရာပေါ့နော်အဲ့ဒီတော့ကအဲ့နာမှာရေကန်ရှိပါတယ်အဲ့ရေကန်ကိုအသွဲပြူပြီးခါမှာရှင်းလို့ဆိုတော့လောက်နူးလို့ခေါ်တယ်လောက်နူးရဲ့အဓိပ္ပာယ်ကတော့ပေါ့နော်လောက်ဆိုတာကရေကန်ပဲနူးဆိုတာကြီးမားတော့ရေကန်ဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ဗမာလူဘာလုပ်တဲ့အခါကျတော့အဲ့ရေကန်မှာ
အရင်တော့ကပလဲကဲ့သို့ပေါ့လေဟိုမနေ့ပိုင်းမှာနေအောင်ကထိုးလိုက်တဲ့ခါကျတော့အလင်းအောင်လေးရှိတယ်အဲ့ဒီဟာကိုအစွဲပြီးခါမှာကံပလဲကနေပေါ့နော်အခုဆိုကံပက်လက်ခေါ်တယ်လို့ဆိုပါတယ် ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဦးလေးခုနပြောသလိုပေါ့မနေ့မှနေထိုးလိုက်တဲ့အချိန်မှာရေကန်ကအယောင်လှက်လာတယ်ဒီအယောင်လှက်လာတာကိုဒီတောင်ထိပ်မှာရှိတဲ့ရေကန်ကိုတောင်အောက်ကသူကမြင်ရတယ်ဆိုတဲ့သဘောမျိုးပေါ့ ဟုတ်တယ်အဲ့ဒါပလဲလို့လက်တဲ့အတွင်းကံပလဲကနေပြီးတော့ကံပလဲလို့အမည်တင်သွားတယ်လို့ပြောကြတယ်ဟုတ်ပြီအများကြီးကျေးဇူးတင်ပါတယ်ဟုတ်နော် She did it, she goes up the door when